ငါရောင်းသမားလူချင်းကဲ့သူကအမှန်တော့ဒီ data ရဲ့အချမ်းသာဆုံးလူဖြစ်နေတဲ့အခါကောင်မလေးကဒီနေ့မှာအရန်အဟားတင်စရာတစ်ခုမြင်တွေ့သွားပါတယ်။သူမကစင်းရဲတယ်လို့ထင်ထားတဲ့ခင်ပွန်းရဲ့မိသားစုကဒေါ်လာ1 million တန်တဲ့ luxury ကားပေါ်မှာငါးတွေကိုအချောက်လှမ်းနေကြတာကိုမြင်လိုက်ရလို့ပါ။အဲ့ဒါနဲ့အိမ်ထဲဝင်သွားတော့ပို့ပြီးတောင်အံ့ဩသွားခဲ့ပါတယ်။စပွဲပေါ်မှာတန်ဖိုးကြီးပြီးအရသာရှိလာတဲ့ဟင်းလျာတွေအမျိုးမျိုးတင်ထားတာကိုတွေ့လိုက်ရတာပါ။သူမအဲ့ဒီတဲကဟင်းတစ်ခုကိုအနေငယ်မြည်ကြည့်လိုက်တော့အရသာက5 star hotel အစားအစာထက်တောင်ပိုကောင်းနေခဲ့တာပါ။အဲ့ဒီချိန်မှာပဲသူမစိတ်ထဲမှာတန်တဲ့ဝင်လာခဲ့တယ်။ငါခင်ပွန်းကထင်တယ်လို့စင်းရဲတဲ့ငါးတယ်မဟုတ်နိုင်ဘူးလို့အမှန်တော့အကောင်လေးဟာမူလကချမ်းသာတဲ့မိသားစုရဲ့အမွေဆက်ခံတစ်ယောက်ပါ။ဒီနေ့မှာအလုပ်လုပ်နေချိန်သူမကလူတစ်ယောက်ကိုကူညီပေးခဲ့ပါတယ်။အဲ့ဒီလူကိုလိန်လဲပြီးအတူအယောင်ကိစ္စနဲ့ဖမ်းဆီးဖို့ကြိုးစားနေကြတာပါ။ကောင်မလေးကကူညီပြီးချက်ချင်းထွက်သွားခဲ့လို့အဲ့ဒီလူကသူမနာမည်တောင်မမေးလိုက်နိုင်ခဲ့ဘူး။အချိန်နဲ့ကြာပြီးတဲ့နောက်သူမရဲ့မွေးစားမိဘတွေက body card တွေလွှတ်ပြီးသူမကိုအတင်းအဓမ္မအိမ်ပြန်ခေါ်လာခဲ့တယ်။အကြောင်းရင်းကတော့မွေးစားမိဘရဲ့တထေးသမီးမင်္ဂလာဆောင်ဖို့တတ်မှတ်ထားတဲ့အိမ်တော်ဘက်ကစင်ရဲသားဆင့်နေခဲ့တာပါ။ဒါကြောင့်မွေးစားမိဘကအကြံစိုးတစ်ခုချခဲ့တယ်။ကောင်မလေးကိုသူတို့သမီးအစားလက်ထပ်ခိုင်းမယ်လို့ပါ။ဒါမှသူတို့သမီးကိုအခြားချမ်းသာတဲ့မိသားစုနဲ့ထပ်ပြီးလက်ထပ်ပေးနိုင်မယ်လို့စီစဉ်ခဲ့တာပါ။မကြခင်မင်္ဂလာပွဲနေ့ရောက်လာခဲ့တယ်။တထေးသမီးကိုလာကြိုတာက luxury ကားအလန်းစာထည့်ပြီးကောင်မလေးရဲ့တရိုးသားကတော့ဟောင်းနှွမ်းနေတဲ့ကားတစ်စီးကိုပို့ခဲ့တယ်။တထေးသမီးကဂုံယူစွာနဲ့လှောင်ပြခဲ့ပေမဲ့ကောင်မလေးကဘာမှမပြောဘဲတိတ်တိတ်လေးပဲကားရဲ့ဝင်ထိုင်ခဲ့တယ်။ခင်ပွန်းအိမ်ရောက်သွားချိန်မှာတကားပေါက်ကနေကြက်ကလေးတစ်ကောင်ပြန်ထွက်ရောက်လို့သူမအကြောက်လန့်သွားခဲ့တယ်။အဲ့ဒီချိန်ရောက်ခမကထွက်လာပြီးချစ်ခင်စွာကြိုးဆိုခဲ့တယ်။အဲ့ဒီချိန်မှာပဲခင်ပွန်းလောင်းကစပိန်စီပြီးအိမ်ပြန်ရောက်လာပါတယ်။မျက်လုံးချင်းစုံလိုက်ချိန်မှာနေအောင်စလုံးအံ့ဩသွားခဲ့ကြတယ်။သူမကူညီခဲ့တယ်လို့ဖြစ်နေခဲ့လို့ပါ။ကောင်လေးကသူမကိုဇနီးအဖြစ်တွေ့ရတာအယံဝမ်းသာသွားတယ်။မိခင်တတိပေးလိုက်တော့လက်ဆောင်ပေးဖို့တတိရလာတယ်။လက်ဆောင်ထောက်ကိုကောင်မလေးဖွင့်ကြည့်လိုက်တော့အနီရောင်အဝတ်ပေါ်မှာငါအကျဲခွေတွေကတ်နေသေးလို့ထူးဆိုင်နေခဲ့တယ်။ဒါပေမဲ့ဖွင့်လိုက်ချိန်မှာတော့အတွင်းမှာရွှေလက်ကောက်တွေအပြည့်ဖြစ်နေခဲ့တာပါ။တန်တရားကပိုတောင်ကြီးသွားခဲ့တယ်။ရောက်ခမကပြောပြခဲ့တယ်သူတို့မိသားစုဟာမျိုးဆက်ပေါင်းများစွာကလေးကငါးမွေးမျိုးရေးလွတ်လာတာဖြစ်တယ်လို့ပြီးတော့ခင်ပွန်းကသူမကိုငါးမွေးမျိုးရေးစနေကိုခေါ်သွားခဲ့တယ်။ငါးမွေးမျိုးရေးခန့်ကြီးကတောင်တန်းလောက်ကျဲဝင်းနေတာကိုတွေ့ပြီးအယံအံ့ဩသွားခဲ့တယ်။ခင်ပွန်းကအရင်ကကူညီခဲ့တာအတွက်ကျေးဇူးတင်တယ်လို့ပြောပြီးအိတ်ဆောင်ရေးဆိုပြီးဒေါ်လာ1 million ပါတဲ့ဘဏ်ကပ်ဖိလိုက်တယ်။အဲ့ဒီချိန်မှာတော့သူမနားလေသွားခဲ့တယ်။သူမရဲ့ခင်ပွန်းဟာဒီဒေတာမှာအကြီးဆုံးငါးကုန်တွေထစ်နေခဲ့တာကိုပါ။အခြားဘက်မှာတော့ချမ်းသာတဲ့အိမ်တောင်ထဲဝင်သွားတဲ့တထေးသမီးရဲ့ဘဝကမကောင်းခဲ့ဘူး။ရောက်ခမကိုမတော်တဆဖီအားများပြီးနှိမ့်မဲမမိတဲ့အကြောင်းပါးရိုက်ခံရတာပါ။ကောင်းကောင်းမနေဘူးဆိုရင်မိမိသားစုရဲ့စီးပွားရေးကိုဖျက်ပစ်မယ်လို့ချင်းချောက်ခံခဲ့ရတာပါ။အဲ့ဒီနောက်တထေးသမီးကအောက်ကျိုးခံလူတိုင်းနှစ်သက်လာအောင်စူးစမ်းပြီးနေခဲ့ရတယ်။ဒီဘက်မှာတော့ခင်ပွန်းကကောင်မလေးကိုဧည့်သည်ပွဲတစ်ခုကိုခေါ်သွားခဲ့တယ်။သူမကအလုပ်ဝိဆုံးရိုးရိုးလေးနဲ့သွားခဲ့လို့ချမ်းသာတဲ့ဧည့်သည်တွေကြားမှာထင်ရှားနေခဲ့တယ်။အဲ့ဒီချိန်မှာပဲတထေးသမီးကသူမရဲ့ချမ်းသာတဲ့ခင်ပွန်းနဲ့ရောက်လာပြီးဂုံယူစွာပြောလိုက်တယ်။ဒီမိမကငါးဖန်သမားရဲ့မိမပဲ။ဒီလိုအခမ်းအနားတဲ့ပွဲကိုလာဖို့အခွင့်မရှိဘူးလို့ပြောပြီးဝိုင်နဲ့ဘက်က body card တွေကိုအမိန့်ပေးလိုက်တယ်။ဒီကချက်ချင်းထွက်ပြလိုက်လို့သူမတာတာကဒီကောင်မလေးကသူမခင်ပွန်းနဲ့သူတို့စီးပွားရေးသဘောတရားကိုဖျက်မိမှာကိုပါ။ဒါပေမဲ့အဲ့ဒီချိန်မှာပဲကောင်မလေးရဲ့ခင်ပွန်းရောက်လာခဲ့တယ်။